အားလုံးပဲမင်္ဂလာပါဗျ Chapter 01အနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အချိန်နဲ့ပတ်သက်လို့ပြောကြမယ်ဆိုရင်လူတွေကအတိတ်ကိုပြန်ပြီးပြင်နေကြတယ်အနာဂတ်ကိုလည်းသွားပြီးလေ့လာကြည့်ကြတယ်ဒါတွေကတကယ်လုံနိုင်လားအတိတ်ကိုခီးသွားပြီးတော့ပြင်လို့ရတယ်အနာဂတ်ကိုသွားရောက်ကြည့်လို့ရတယ်ဒီအကြောင်းတွေကိုသိဖို့အတွက် time travel ဆိုတဲ့အကြောင်းကိုလေ့လာကြည့်လိုက်ရအောင်time travel ဆိုတာအချိန်ရဲ့သတ်မှတ်ချက်တစ်ခုကနေအခြားသတ်မှတ်ချက်တစ်ခုကိုခီးသွားတာပါဒါကိုနားလည်ဖို့အတွက်ဆိုရင်ရေကူးကန်တွေကိုခုံချလိုက်တယ်လို့မြင်အောင်ကြည့်လိုက်ပါရေထဲမှာသင်ရွေလျားနေသမျှဒါအာကာသထဲမှာသင်ရွေလျားနေတာပါရေစီးကြောင်းအသင်ကိုတွန်းပို့နေသမျှဟာလေအချိန်စီးကြောင်းအသင်ကိုယူဆောင်သွားနေတာပါကဲအဲ့ဆိုရင်ကျွန်တော်တို့အခု time travel အကြောင်းကိုလေ့လာကြည့်လိုက်အောင်ပထမဆုံးအနေနဲ့အနာဂတ်ကိုခီးသွားခြင်း forward time travel ဒါကတော့တရားရဂိုင်နှုန်းအမှန်တရားပါဘာလို့လဲဆိုတော့ Einstein ကိုယ်တိုင်ကသက်သေပြခဲ့ပြီးသားမလို့ပါသူရဲ့နှိုင်းရ theory of relativity ရမြန်သွားလေအချိန်ကနှေးသွားလေပါပဲဥပမာ GPS ဂျိုရုတွေကိုလေ့လာကြည့်ပါသူတို့ကကမ္ဘာကိုစက္ကန့်နဲ့မြပတ်နေရတော့သူတို့စီမှာအချိန်ကကမ္ဘာပေါ်ကထက်တစ်ရက်ကိုစက္ကန့်ပေါင်း38မီလီစက္ကန့်လောက်ပိုမြန်နေပါတယ်။ဒါကိုတွက်ချက်မထားပဲ GPS ကတစ်နေ့အတွင်းကီလိုမီတာ10ကီလိုမီတာလောက်ကိုချော်သွားနိုင်ပါတယ်။ဒါဟာအနာဂတ်ကိုရောက်သွားတဲ့ time travel သက်သေပါပဲ။နောက်တစ်ခုအတိတ်ကိုခီးသွားခြင်းဒါကတော့စိန်ခေါ်မှုကြီးပါတယ်။ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့ဖြစ်နိုင်တဲ့နည်းလမ်း30ကိုစဉ်းစားထားပါတယ်။ပထမဆုံးနည်းလမ်းကတော့ wormhole လို့ခေါ်တဲ့နည်းလမ်းပါ။ဒီလိုမြင်အောင်ကြည့်ပါဗျ။စัจ java ကြီးကိုစက္ကူတရွက်လို့မြင်ကြည့်လိုက်ပါဒီစက္ကူပြားရဲ့တစ်ဖက်အချမ်းမှာအတိတ်တခြားတစ်ဖက်အချမ်းမှာအနာဂတ်ဒီနှစ်ခုကိုပုံမှန်တိုင်းသွားရင်တော့ဝေးပါတယ်ဒါပေမဲ့စက္ကူပြားကိုခောက်လိုက်မယ်ဆိုလို့ရှိရင်အစွန်းနှစ်ဖက်ကအပေါ်မျက်နှာချင်းဆိုင်ဖြစ်သွားမှာဒါကိုအဲ့ဒီချွန်ထက်တဲ့အပေါက်လေးကိုတော့ဝိုးဟူလို့ခေါ်ပါတယ်ဒါပေမဲ့ပြဿနာကဒီဝိုးဟူတွေကပလတ်စတစ်အိတ်တိတ်ထက်ကိုပိုပြီးတော့ပေါင်းသွားပြီးစက္ကန့်ပိုင်းအတွင်းပျက်စီးသွားတတ်ပါတယ်။ဒါကိုဘလို့ခံနိုင်ရှိအောင်လုပ်မလဲ။ဒါကတော့ခေါင်းချောက်စရာတစ်ခုဖြစ်နေပါတယ်။နောက်ထပ်တစ်ချက်ကတော့ cosmic stream မှာစัจ java ကြီးစတင်ပေါ်ပေါက်တဲ့အချိန်ကလေးကရှိနေတဲ့စွမ်းရည်အလွန်ကြီးမားတဲ့ချီမြင်တွေရှိနေနိုင်ပါတယ်။ဒီကျိုးမြင်တွေဟာအတန်တွေထက်ကိုသေးငယ်ပြီးတော့1 cm လောက်အလျားမာနေကိုတောင်ကုန်းကြီးတစ်ခုစာတွဲထူရှိနေနိုင်ပါတယ်သိပ္ပံပညာရှင်တွေကတော့ဒီ cosmic string နှစ်ချောင်းကိုမြန်ရွေလျားစေပြီးသူတို့အနားမှာအချိန်ခွင်းဆက်တိုင်းလူကိုဖြစ်အောင်လုပ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။နောက်ဆုံးတစ်ချက်ကတော့ triple cylinder ပါ။ဒါကတော့ပိုပြီးတော့တောင်မှစိတ်ကူးရင်ဆန်ပါတယ်။သိပ္ပံပညာရှင် Frank Tripler ကကမ္ဘာထက်ဒြပ်ထုပိုကြီးပြီးတော့တစ်စက္ကန့်ကိုအချိန်ကြီးထောင်ချီလည်နေတဲ့ cylinder အရှိကြီးတစ်ခုကိုတိဆောက်ပြီးသူ့ပတ်လည်မှာအချိန်ခွင်းဆက်ဖြစ်အောင်လုပ်နိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီလိုပစ္စည်းတွေကိုဘယ်လိုလုပ်ကြမှာလဲ။ဆိုတာနောက်ထပ်ပြဿနာတစ်ခုပါ။တကယ်လို့အပေါ်ကပြောခဲ့တဲ့နီလန်းနဲ့အောင်မြင်သွားခဲ့ရင်တော့မှသူ့ထက်ပိုပြီးကြီးမားပြီးမဖြေရှင်းနိုင်သေးတဲ့ပြဿနာတွေရှိနေပါသေးတယ်။ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ the grandfather paradox ဖြစ်ပါတယ်။ဒါကတော့နာမည်အကြီးဆုံး paradox တစ်ခုပါ။ဥပမာအနေနဲ့ပြောရရင်တင်ကိုယ်တိုင်ကအတိတ်ကိုသွားပြီးတင့်ရဲ့အဖိုးကိုတတ်လိုက်တယ်ဆိုတော့တင်ဖိုးကိုတတ်လိုက်တဲ့အတွက်တင့်အဖေဆိုတာလည်းဖြစ်မလာတော့ပါဘူးတင့်အဖေဆိုတာဖြစ်မလာတဲ့အတွက်တင်ကိုယ်တိုင်ကလည်းမွေးဖွားခြင်းမခံရတော့ပါဘူးဒီလိုပဲတင်မရှိတော့တဲ့အတွက်တင့်အဖိုးဘယ်လိုသွားပြန်တတ်မလဲဒီနေရာမှာဂွင်းဆက်ပြက်ခြင်းဆိုတဲ့အရာဖြစ်ပြီးတော့ဒါကိုဘယ်လို့မှမဖြေရှင်းနိုင်သေးပါဘူးဒီဟာကိုတော့ grandfather paradox လို့ခေါ်ပါတယ်။ဒါအပြင်နောက်တစ်ချက်ကတော့ the butterfly effect ဖြစ်ပါတယ်။ဒါကတင်ကအတိတ်ကိုသွားလိုက်တယ်။ပန်းမွန်လေးတစ်ပွင့်ကိုချိုးလိုက်မိတယ်။ပွဲစိတ်လေးတစ်ကောင်ကိုနင်းလိုက်မိတယ်။ဒီလိုသေးငယ်တဲ့အကျိုးသက်ရောက်မှုကလည်းအနာဂတ်မှာကြီးမားတဲ့ပြောင်းလဲမှုတွေကိုဖြစ်စေနိုင်ပါတယ်။ဒီလိုအရာတွေကိုတင်ကိုယ်တိုင်ရုပ်ရှင်တွေထဲမှာမြင်မှုကြမယ်လို့ထင်ပါတယ်။ဒီဟာလည်းလက်ရှိချိန်ထိဖြည့်ရှင်းမှုခက်ခဲတဲ့အရာတစ်ခုဖြစ်နေသေးပါ
ဒီလိုအရာတွေအတွက်နောက်ဆုံးယူဆကြတဲ့အဖြေတစ်ခုကတော့ရှိပါတယ်ဒါကတော့ parallel universe ပါဒီ paradox တွေအားလုံးရဲ့အဖြေကတော့ parallel universe theory ပဲဖြစ်ပါတယ်သင်အတိတ်ကိုသွားပြီးသင်ဖို့ကိုတတ်မိတဲ့အခါသင်ကမူလစัจ java ကိုပြန်မရောက်တော့ပါဘူးသင်ဖို့တည်ဆုံးသွားတဲ့စัจ java အသစ်တစ်ခုလည်းရောက်သွားပါတယ်ဒီတော့သင်သမိုင်းကိုပြောင်းလိုက်တဲ့အတွက်သင်ရှိနေတဲ့စัจ java အသစ်တစ်ခုကိုဖန်တီးလိုက်တာပါပဲဒီလိုဆိုရင် paradox တွေဖြစ်เสียအကြောင်းမရှိတော့ပါဘူးဒါကြောင့်မိတ်ဆွေတို့ဆိုရင်အနာဂတ်ကိုခီးသွားဖို့ကကျွန်တော်တို့မှာနည်းပညာရှိပြီးသားပါအတိတ်ကိုပြန်မှုကတော့ကျွန်တော်တို့မှာ theory တွေရှိနေပြီးနည်းပညာနဲ့စွမ်းရည်တွေကတော့လိုအပ်ချက်တွေရှိနေသေးပါဒီတော့ time travel ဆိုတာဖြစ်နိုင်ကြီးရှိပါတယ်ဒါပေမဲ့အတိတ်ကိုပြန်ပြီးပြင်ဆင်ဖို့အတွက်ဒီနေ့ကဒီခဏလေးသင်ရဲ့ရွေးချယ်မှုတိုင်းဟာသင်ရဲ့အနာဂတ်အတွက် time machine ပါပဲသင်ဒီနေ့လှုပ်လိုက်တဲ့ຢာတိုင်းဟာသင်ရဲ့မနှက်ဖြန်ကိုဖန်တီးနေပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် time travel အကြောင်းသင်ရဲ့အမြင်ကိုလည်း comment မှာမျှဝေပေးခဲ့ပါဦး like share လေးလုပ်ပြီးဘေးနားမှာရှိတဲ့ bell လေးကိုလည်းနှိပ်ပြီးနောက်ထပ်ဗီဒီယိုတွေအတွက်လည်း subscribe လုပ်ပေးခဲ့ပါဦးကျေးဇူးအများကြီးတင်ပါတယ်ဗျာ